အားလုံးပဲမင်္ဂလာပါဒီမှာဆိုရင်တော့အခန်း1သဘာဝကိန်းများတဲ့သဘာဝကိန်းများနဲ့အပြေကိန်းများမှာသဘာဝကိန်းများအကြောင်းကိုရှင်းပြပြီဆိုတော့အခုအပြေကိန်းများအကြောင်းရှင်းပါမယ်အပြေကိန်းများကို whole number လို့ခေါ်ပါတယ်အဲဒါအပြေကိန်းများမှာတဲ့အပြေကိန်းများကိုဖော်ပြတဲ့အခါမှာအရင်ရှေ့မှာသင်ခဲ့တဲ့သဘာဝကိန်းတွေကိုပြန်ပြီးတော့စဉ်းစားရမယ်အမှတူညီတဲ့သဘာဝကိန်းနှစ်ခုဥပမာဆိုပါတော့ဟောနော်တူညီတဲ့သဘာဝကိန်းဘယ်အစတစ်ကစားတယ်တစ်ကနေစပြီးကဏ္ဍတူရာတွေကိုနှုတ်ကြည့်ခိုင်းတဲ့သဘောပဲဟောနော်တူညီတဲ့သဘာဝကိန်းနှစ်ခုကိုတဲ့နှုတ်မယ်ဆိုရင်တဲ့ရလက်ကိုသဘာဝကိန်းပြည့်မဖော်ပြနိုင်ဘူးဥပမာဆိုပါစို့နော်သဘာဝကိန်းပြည့်တဲ့2 - 2နှုတ်လိုက်တယ်ရလာတဲ့ရလက်ကသဘာဝကိန်းအနေနဲ့ဖော်ပြလို့မရဘူးသဘာဝကိန်းကဘယ်ကစထားတာလဲဆိုရင်1နဲ့စထားတဲ့အတွက်ကြောင့်ဖော်ပြလို့မရဘူးအဲကြတော့နောက်ထပ်သဘာဝကိန်းတူနှစ်ခုဖြစ်တဲ့5 - 5ဖော်ပြလို့မရဘူး7 - 7ဖော်ပြလို့မရဘူး9 - 9ဖော်ပြလို့မရဘူးဘာကြောင့်လဲသဘာဝကိန်းတွေမှာဘယ်ကစတာဆိုလဲတစ်ကနေစဖြစ်တဲ့အတွက်ကြောင့်ဖော်ပြလို့မရဘူးဒါဆိုရင်ねအဲ့ဒီမှာဖော်ပြဖို့အတွက်ကိုရလက်အဲ့ဒီရလက်ကိုဖော်ပြနိုင်ဖို့ရန်အတွက်တဲ့သင်္ကေတ3ညကိုမလုပ်ခဲ့ကြလဲဆိုရင်တီထွင်ခဲ့သင်္ကေတ3ညကိုတီထွင်ခဲ့တယ်ဒါဆိုရင်ねအဲ့လိုတီထွင်လိုက်တဲ့ခါမှာသဘာဝကိန်းများဘယ်ရစလဲဆိုရင်1နဲ့စတယ်အဲကြတော့သဘာဝကိန်းတွေဖြစ်တဲ့1 2 3 4 5 6 7 8 9 10 etc အဲ့ဒီသဘာဝကိန်းတွေမှာခုနကတီထွင်လိုက်တဲ့သင်္ကေတ3ညကိုထပ်မံဖြည့်ဆွတ်လိုက်မယ်ဆိုရင်အဲ့ဒီဖြည့်ဆွတ်လိုက်တဲ့အခါမှာရရှိလာတဲ့ကိန်းများကိုဘာကိန်းတွေလို့ခေါ်လဲဆိုရင်အပြေကိန်းများလို့ခေါ်တယ်ဒါဆိုရင်အပြေကိန်းတွေဘယ်ကစတယ်လဲဆိုရင်အပြေကိန်းတွေ3ညကစတယ်ဒါဆိုရင်အပြေကိန်းများဘယ်ကစလဲဆိုရင်0 1 2 3 4 5 6 7 8 etc เนาะနောက်မှာအပြေကိန်းတွေအများကြီးရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်ဒါဆိုရင်ပြန်ပြီးတော့စဉ်းစားကြည့်မယ်3ညတည်တဲ့အပြေကိန်းတစ်ခုဖြစ်သည်ဟုတ်တယ်နော်3ညတည်ဘာဖြစ်တယ်လဲဆိုရင်အပြေကိန်းတစ်ခုဖြစ်တယ်ဒါဆိုရင်3ညတည်3ညအပြေကိန်းတစ်ခုဖြစ်တယ်ဆိုရင်သဘာဝကိန်းတော့3ညပါသလားဆိုတော့မပါဘူးဒါကြောင့်မလို့3ညတည်သဘာဝကိန်းမဟုတ်ဘူးဒါကြတော့အစုအနေနဲ့ပုံစံလေးပြပါမယ်ဒါဆိုရင်ဟောဒီအပြေကိန်းများကိန်းစုကြီးတစ်ခုအနေနဲ့မြင်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအပြေကိန်းများထဲမှာ3ညနဲ့9ဒီထက်မကအများကြီးပါသေးတယ်ဒါဒီအားလုံးကိုအပြေကိန်းများလို့ခေါ်တယ်အဲ့ဒီအပြေကိန်းတွေထဲမှာသဘာဝကိန်းလေးတွေပါတယ်သဘာဝကိန်းလေးရဲ့ဘယ်ကစလဲ1နဲ့စဒါဆိုရင်1ရဲ့နောက်ပိုင်းမှာရှိတဲ့ကိန်းတွေမှန်သမျှလည်းဘာကိန်းတွေလို့ခေါ်လဲဆိုရင်သဘာဝကိန်းတွေလို့ခေါ်တယ်ဒါဆိုရင်အပြေကိန်းများအစုထဲမှာသဘာဝကိန်းတွေလည်းပါတယ်ဒါဆိုရင်အဲ့ဒီမှာသူ့မှာမေးထားတဲ့မေးခွန်းလေးကိုပြန်ကြည့်အောင်မေးခွန်းလေးမှာဗာမေးထားသလဲဆိုရင်သဘာဝကိန်းတိုင်းသည်ဟောဒီမှာရှိတဲ့အနီရောင်လေးနဲ့ရှယ်ထားတဲ့သဘာဝကိန်းတိုင်းသည်တဲ့ဟောဒီကတစ်ခုလုံးရှိတဲ့အပြေကိန်းဖြစ်ပါသလားတဲ့ကဲသဘာဝကိန်းဆိုတဲ့အရာလေးဟာဒီမှာအနီရောင်လေးနဲ့ဝိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်အပြေကိန်းဖြစ်ပါသလားဆိုအပြေကိန်းဖြစ်မယ်ဟဲ့ဆိုရင်အပြေကိန်းမှာဘာပါနေရမလဲ3ညပါနေမှာဒါပေမဲ့သဘာဝကိန်းထဲမှာ3ညပါသလားမပါဘူးဟုတ်နော်သဘာဝကိန်းထဲမှာ3ညမပါနေတဲ့ကြောင့်ဟောဒီက3ညပါမှသာလင်အပြေကိန်းဖြစ်မှာသဘာဝကိန်းထဲမှာ3ညပါမှသာလင်ဟောဒီကသဘာဝကိန်းထဲမှာဟောဒီက3ညလေးပါမှသာလင်အပြေကိန်းဖြစ်မှာဒါပေမဲ့သဘာဝကိန်းထဲမှာ3ညပါလားဆိုတော့မပါဘူးဒါကြောင့်မလို့သဘာဝကိန်းတိုင်းဒီအပြေကိန်းဖြစ်သလားဆိုတဲ့မေးခွန်းမှာသဘာဝကိန်းတိုင်းဒီအပြေကိန်းဖြစ်တယ်ဟုတ်တယ်နော်သဘာဝကိန်းတိုင်းဒီအပြေကိန်းဖြစ်တယ်ဟောဒီကတစ်ခုလုံးကြီးထဲမှာဟောဒီကသဘာဝကိန်းလေးတွေပါဝင်နေတဲ့အတွက်ကြောင့်သဘာဝကိန်းတိုင်းဟာအပြေကိန်းဖြစ်တယ်ဟုတ်နော်ဘာကြောင့်လဲဆိုတော့သဘာဝကိန်းတိုင်းဒီအပြေကိန်းများတင်ပါဝင်တော့ကြောင့်ဟောဒီမှာရှိတဲ့အစုလေးသဘာဝကိန်းအစုလေးဒီဟောဒီကအပြေကိန်းတွေထဲမှာပါဝင်နေတဲ့အတွက်ကြောင့်သဘာဝကိန်းတိုင်းဒီအပြေကိန်းဖြစ်သည်ဆိုတာဒါကြောင့်နောက်တစ်ခုကိုကပြန်ပြီးတော့ပြောင်းပြန်ပြီးတော့လှန်မိလိုက်တယ်ဟုတ်နော်အပြေကိန်းတိုင်းကအပြေကိန်းကသဘာဝကိန်းဖြစ်ပါသလားဟုတ်နော်
အပြေကိန်းတိုင်းဒီတဘာဝကိန်းဖြစ်ပါသလားကဲအဲ့ဆိုရင်အပြေကိန်းတိုင်းကိုလိုက်ချက်မှာအပြေကိန်းနေမှာဘာပါလဲဆိုရင်3ညပါနေတယ်အပြေကိန်းနေမှာဘာပါနေလဲဆိုရင်3ညပါနေတယ်3ညပါနေတယ်အဲ့ဒီ3ညပါနေတယ်ဒါပေမဲ့တဘာဝကိန်းမှာကျတော့3ညမပါဘူးဒါကြောင့်မလို့အပြေကိန်းတိုင်းဟာတဘာဝကိန်းရတော့မဖြစ်နိုင်ဘူးဘာကြောင့်လဲတဘာဝကိန်းနဲ့မှာ3ညမပါတဲ့အတွက်ကြောင့်နော်ဒါကြောင့်မလို့အပြေကိန်းတိုင်းဒီတဘာဝကိန်းဖြစ်ပါသလားဆိုတဲ့မေးခွန်းမှာအပြေကိန်းတိုင်းဒီတဘာဝကိန်းမဖြစ်ပါဘာကြောင့်လဲဆိုရင်အကြောင်းပြချက်ကတော့အပြေကိန်း3ညကတဘာဝကိန်းနဲ့မှာမပါလို့ဒါဆိုရင်အဲ့ဒီအပြေကိန်းတွေကိုကိန်းမြင့်ပေါ်မှာဖော်ပြကြည့်အောင်တဘာဝကိန်းမြင့်ဆွဲခဲ့တုန်းကဒီနေရာမှာဘာလို့ရေးခဲ့လဲဆိုရင်3ညမပါဘဲနဲ့မူလအမှတ်လို့ရေးခဲ့တယ်ဟုတ်နော်ဒါဒီအားလုံးကို3ညလေးကိုအုပ်ထားလိုက်မယ်ဟဲ့ဆိုရင်ဒါဒီအားလုံးကိုဒီကနေရာမှာမူလမှတ်ကနေစမယ်ဆိုရင်ဒါဒီတဘာဝကိန်းမြင့်ဖြစ်ရှိခဲ့တယ်အစတော့အခုအပြေကိန်းမှာကျတော့အဲ့ဒီမူလနဲ့မှတ်နေရာမှာကျွန်တော်တို့စမှတ်နေရာမှာ3ညလေးကိုဒါထည့်လိုက်မယ်ဟုတ်နော်အဲ့ဆိုရင်3ညလေးကိုထည့်လိုက်မယ်ဆိုရင်အဲ့ဒီမြင်းကဗာမြင်းဖြစ်သွားမလဲဆိုရင်အပြေကိန်းမြင်းဖြစ်သွားမယ်ဟုတ်နော်ဒါဆိုရင်အစကတော့ဒီကမြင်းလေးကိုမူလမှတ်3ညမပါတော့က3ညမပါခင်တုန်းကမူလမှတ်လို့ခေါ်ခဲ့တုန်းကဗာမြင်းလဲဆိုရင်တဘာဝကိန်းမြင်းအဲ့ဒီတဘာဝကိန်းမြင်းပေါ်မှာမူလအမှတ်စမှတ်နေရဲ့နေရာမှာ3ညအဖြစ်သတ်မှတ်ခြင်းဖြစ်ရရှိလာတဲ့ကိန်းတန်းကြီးကဟုတ်နော်ရရှိလာတော့ကိန်းမြင်းကိုဗာမြင်းလို့ခေါ်လဲဆိုရင်အပြေကိန်းမြင်းလို့ခေါ်တယ်ဒါဆိုရင်အဲ့ဒီအပြေကိန်းတွေရဲ့လက္ခဏာတွေကဘာကြီးလဲဆိုရင်နံပါတ်1 3ညပါဝင်တယ်ဟုတ်တယ်နော်အပြေကိန်းထဲမှာဘာပါဝင်လဲ3ညပါဝင်တယ်နံပါတ်2အပေါင်းကိန်းမြများဖြစ်တယ်ကဲဒါဆိုရင်ဒီမှာကြည့်လိုက်တဲ့လက်ရဘက်မူလမှတ်ရဲ့လက်ရဘက်ကိုကိန်းကနက်တွေဒီအပေါင်းကိန်းပြတွေဖြစ်တယ်ဆိုတာသိတယ်ဒါကြောင့်မလို့အပေါင်းကိန်းမြများပါဝင်တယ်နံပါတ်3အနှုတ်ကိန်းမြများမပါဒါဆိုရင်မူလမှတ်ရဲ့လောဘက်မှာအနှုတ်ကိန်းတွေရှိတဲ့အတွက်ကြောင့်အနှုတ်ကိန်းတွေကဒီမှာပါထားလားဆိုတော့မပါထားဘူးဒါကြောင့်မလို့အနှုတ်ကိန်းပြများမပါဘူးအပိုင်းကိန်းတွေရောပါလားဆိုတော့အပိုင်းကိန်းတွေလည်းမပါဘူးဒသမကိန်းတွေပါလားဆိုတော့လေဒသမကိန်းတွေလည်းမပါဘူးအပြည့်အဝကိန်းတွေပဲပါတာဒါကြောင့်မလို့သူ့အထဲမှာမေးထားတဲ့အငယ်ဆုံးအပြေကိန်းဒါကြောင့်မလို့အပြေကိန်းဒီမှာဘယ်ကစလဲဆိုရင်3ညစတဲ့ကြောင့်အငယ်ဆုံးအပြေကိန်းဒီဘာလဲဆိုရင်3ညအဲ့ဒါအကြီးဆုံးအပြေကိန်းရှိသလားဆိုတော့အကြီးဆုံးပြေကိန်းကမရှိဘူးဘာကြောင့်မရှိသလဲဆိုရင်သူ့မှာအပြေကိန်းတွေကနောက်မှာအနန္တကိန်းစဉ်ဖြစ်တဲ့အတွက်ကြောင့်မြောက်များစွာရှိတဲ့အတွက်မရေတွက်နိုင်အောင်မြောက်များစွာရှိတဲ့အတွက်ကြောင့်ဟုတ်တယ်နော်အကြီးဆုံးကိန်းဆိုတာရှိသလားဆိုတော့အကြီးဆုံးကိန်းဟာမရှိဘူးဘာလို့လဲမရေတွက်နိုင်အောင်များပြလွန်တဲ့အတွက်ကြောင့်မရှိဘူးလို့ပဲဖြေပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်